ကဲဒီဗီဒီယိုကိုလူများများဝိုင်းပြီးတော့ share ပေးစီချင်ပါတယ်ရှင်မသားအခုလာပြီးပြောပေးချင်တာကမသားတို့အမျိုးသမီးတော်တော်များများမှာဖြစ်တတ်တဲ့ပြဿနာကိုမသားလာပြီး sharing လုပ်ပေးချင်ပါတယ်အထူးသဖြင့်ဒီတိတ်ငယ်ပိုင်းအမျိုးသမီးတွေပေါ့နော်ဒီတကိုကြီးတန့်ရှင်းမှုအရန်ကမှအားနေတယ်နော်တကိုကြီးတန့်ရှင်းမှုအားနေတယ်ဘဟုတုတလည်းနဲတယ်နော်ဘဟုတုတနဲတာမှာဘယ်လိုဖြစ်လဲဆိုမသားဒီတကယ်ကမှဒါဖြစ်ရမှန်နော်လက်တွေ့အပြင်မှာလက်တွေ့ဖြစ်နေတဲ့ဖြစ်ရမှန်မှာရှင်တို့ကဒီခနာကိုတိုက်တဲ့ဒီကိုသုံးဆက်ပြန်နေပေါ့နော်ဒီတိုက်တဲ့အခါမှာဘာတွေဖြစ်လဲဆိုရင်ပိုးဝင်တော့မှဒီအနက်သက်တွေမကောင်းတာတို့အဖြူစင်းတာတို့ရားရံတာတို့နောက်ဆက်တွဲပြဿနာတွေအများကြီးလိုက်လာတယ်ပေါ့နော်ကိုကမသိဘူးဆက်တိုက်နေသေးတယ်ဆိုရင်ဒီဗီဒီယိုကြည့်တဲ့အခါမှာလုံးဝကိုမှရက်လိုက်ပါတော့လို့ပြောချင်ပါတယ်ရှင်ဒီမိမကိုတိုက်တဲ့အခါမှာလေ chemical အပြင်းစားတွေဓာတုပစ္စည်းအပြင်းစားတွေပါတဲ့ပစ္စည်းနဲ့တွားပြီးတိုက်မိတဲ့အခါနော်ဓာတ်မတည့်ပဲနဲ့ဒီပိုးဝင်ပြီးတော့မှဒီမိမကိုတွေရားရံတာအနက်သက်တွေမကောင်းတာအဖြူစင်းတာတောက်လျှောက်ကိုမှဒီအများကြီးပဲပေါ့နော်ဆိုးရွားစေနိုင်ပါတယ်ဒါမှမဟုတ်ကအဲ့လိုတုံးနေမယ်ဆိုရင်ချက်ချင်းရက်လိုက်ပါလို့မစားပြောချင်ပါတယ်တချို့ကြောင့်လည်းလေတကိုယ်တန့်ရှင်းမှုအရန်ကမှအားနေလို့အဲ့လိုတွေဖြစ်ကြတယ်တချို့ကြောင့်အတန့်ရှင်းလွန်ကိုဖြစ်ကြတယ်အတန့်ရှင်းလွန်တာဘယ်လိုမျိုးလဲဆိုရင်ဒီမိမကိုဆေးကြောတဲ့ခါမှာအတွင်းထဲထိနှိုက်ဆေးတယ်ပေါ့နော်အတွင်းထဲထိနှိုက်ဆေးစရာမလိုပါဘူးရှင်ဒီအပြင်ပိုင်းမြင်ရတဲ့အပေါ်ရင်လောက်ပဲဆေးလို့ရပါတယ်နော်အစွန်းနှစ်ဖက်ကိုမနေပါနဲ့နော်ညစ်ပတ်လွန်တာအတန့်ရှင်းလွန်တာအဲ့ဒီအစွန်းနှစ်ဖက်ကိုမနေပါနဲ့အလေလက်ကိုဒါသွားပါနော်အတန့်ရှင်းလွန်တာလည်းမကောင်းဘူးညစ်ပတ်လွန်တာလည်းမကောင်းဘူးနော်အဲ့လိုတွေဖြစ်ချင်းအဖြစ်မတော်ဒီမိမကိုကလေပိုးဝင်သွားပြီးတော့မှအနက်သက်တွေဆိုးတယ်ဒီအဖြူတွေဆင်းနေရားရံနေဒီလိုမျိုးဖြစ်နေတဲ့အချိန်မှာဆိုလူကြားသူကြားသွားတဲ့အခါမှာရားရံနေလို့ရှိရင်ကုတ်လို့လည်းအစင်မပြေဘူးပေါ့နော်ဒီအနက်သက်မကောင်းတဲ့အတွက်ကိုဘေးမှာဒီလူအများကြားထဲမှာရောက်တဲ့အခါမှာကိုကိုယုံကြည်မှုပျောက်စေတယ်ကိုသူများအနံ့ရနေမှာလားငါဘေးကလူတွေများနန်းနေမှာလားဆိုတော့အဲ့ဒီယုံကြည်မှုတွေပျောက်ဆုံးစေပါတယ်ရှင်ဒါကြောင့်ဒီပြဿနာတော်တော်မှဆိုးတယ်မိန်းကလေးအမျိုးသမီးတော်တော်များများမှာဖြစ်နေတဲ့ပြဿနာမှသာလာပြီးပြောပေးချင်တာပါရှင်တကယ်ကမှဖြစ်နေကြတယ်နော်ဒါကြောင့်မလို့ဒီဗီဒီယိုကြည့်ချင်အပြင်ဘဟုတုတတွေအများကြီးရလိမ့်မယ်လို့မဆာထင်ပါတယ်နော်အဲ့လိုမိမကိုအနံ့တက်မကောင်းတာအဖြူစင်းတာရရန်ချင်းတွေရလေအကြောင်းအများကြီးပဲနော်ဖြစ်ရတဲ့အကြောင်းတွေအများကြီးထဲမှာမသာအခုတကိုကြီးတန့်ရှင်းမှုအားနေတာနဲ့ဒီတန့်ရှင်းလွန်တာနဲ့မသာလာပြီးတော့ဒီ sharing လုပ်ပေးချင်ပါတယ်နောက်ရက်ဒီမှာလဲဘာကြောင့်ဖြစ်တတ်တယ်ဆိုတာမသာလာပြီးတော့ရှင်းပြပေးမယ်ပေါ့နော်ဒါကြောင့်လို့မဆာဒီဗီဒီယိုကတကယ်အကျိုးရှိတယ်ဆိုရင်လူများမြင်အောင်လိုက်ဝိုင်းပြီးတော့မှ share ပေးစေချင်ပါတယ် copy တွေယူ report တွေယူပေးစေချင်ပါတယ်ရှင်ကိုအခုလက်ရှိဖြစ်နေတယ်ဘယ်လိုသုံးရမလဲဘာသုံးရမလဲဘယ်လိုခုရမလဲမသိဘူးဆိုရင်တေချာတာကတော့ဒီမဆာအခုမိတ်ဆက်ပေးချင်တဲ့ဒီစက်ပြလေးပေါ့နော်ဒါဆိုရင်ဒီကြောက်ချင်တဲ့ဒီရှားဆောင်ကိုအခြေခံပြီးပြုလုပ်ထားတယ်မတော်ဒီအမျိုးသမီးတိုင်းကြုံရတဲ့ဒီမိမကိုရားရံတာအနက်တက်မကောင်းတာအဖြူစင်းတာတွေကိုတပတ်အတွင်းနဲ့လုံးဝကိုမတက်တာပျောက်ကင်းစေတယ်လို့မဆာတရားရာခိုင်နှုန်းအာမခံပါတယ်ရှင်ကြောက်ချင်ဆိုတာလည်းတကယ်ကိုမှအနက်တက်တွေကိုဖယ်ရှားပေးတယ်နော်ဒီရှားဆောင်လက်ပတ်ဆိုတာကလည်းမဆာတို့သိတဲ့အတိုင်းပဲကျမကြီးအတွက်တကယ်ကိုမှညီညွတ်တဲ့ပစ္စည်းတွေနဲ့ဖော်ဆက်ထားတာဖြစ်တဲ့အတွက်ယုံကြည်စိတ်ချစွာတုံးလို့ရပါတယ်နော်တကယ်လို့မာယူချင်တဲ့တုံးကြည့်ချင်တဲ့အဲ့ဒီပြဿနာတွေကိုဖြစ်နေတဲ့ဖြည့်ရှင်းချင်တယ်ဆိုရင်မဆာဒီအောက်မှာချတဲ့ဖိုင်ဘာဒါမှမဟုတ်ဒီ TikTok စီမှာလာပြီးတော့မာယူအားပေးနိုင်ပါတယ်ဒလီရောက်တဲ့မြို့တိုင်းကိုမဆာလို့တခဲကဆက်ပြီးတော့အရောက်ငွေချေပို့ပေးပါတယ်ရှင်ဒလီမရောက်ဘူးဆိုတော့မဆာဂိတ်တင်ပေးပါတယ်ဒါကြောင့်မို့ကိုကမဖြစ်သေးဘူးဆိုရင်လည်းကာကွယ်တဲ့အနေနဲ့တုံးရပါတယ်ဖြစ်နေပြီဆိုရင်လည်းနော်လုံးဝကမပေါ့ဆကြပါနဲ့အချိန်မီတုံးကြပါမတုံးလို့ရှိရင်ပို့ပြီးတော့ဆိုးသွားလို့ရှိရင်တကယ်ဆေးရုံဆေးကန်းတွေတွားပြီးတော့မှတကယ်ကမှငွေတွေအများကြီးကုန်တဲ့ထိဖြစ်သွားနိုင်ပါတယ်ဒါကြောင့်မို့တုံးကြည့်ကြပါလို့ဒီ comment ပေးချင်ပါတယ်ရှင်မာယူချင်တယ်ဆိုရင်မဆာပြောတဲ့တိုင်မှာလာပြီးတော့ဆက်သွယ်ပြီးတော့မာယူနိုင်ပါတယ်ရှင်ကျေးဇူးပါ